hear he say ကံမကောင်းတဲ့နေ့အစဲခံရတဲ့အမိရဲ့အဖရဲ့နေမကောင်းတဲ့ချိန်တောင်းမှန်လဲမလို့အရေးရဲ့အချောင်းရဲ့သူတို့စကားမတက်ရင်အားငယ်ရတယ်နဲ့တယ်ပတ်တယ်တချို့ပွဲစားတွေတစ္ဆာဖောက်တယ်လုံးလုံးလောက်လောက်ရဖို့လုံးလုံးကျူးကျူးပေးဆက်ရတယ်အတောင်မဲ့ကျိုးတယ်ငတ်တယ်လို့အသက်ရှင်ရင်လဲဘာမှမထူးပဲကမ်းမမြင်လက်မမြင်လွမ်းပင်လဲမှာတချို့လူငယ်တွေစတေးခံရတယ်အိမ်ရှင်မားတယ်အိမ်ကူတွေလဲတော့ကအောင်မှမြဲရည်ပူနေခေါင်းဆွဲကြောက်စားရတဲ့နေ့တွေကိုညီမွေလို့လာပြီတယောက်တည်းလမ်းပြောက်တဲ့သူတွေလဲစိတ်ဆွဲလို့နေပြီဟိုမိန်ကလေးအားကိုမကဘဝပြတ်သွားပြန်ပြီအယောင်များတဲ့လမ်းမတို့တော့စိတ်တလုံးနေပြီပြည်သားရဲ့အနားမှာလာကြည်စားတဲ့စကားတွေကနာတယ်အညာမီသွားတဲ့ဘဝတွေကဒီနိုင်ငံမှာရာချီမကပါပဲအသက်တွေအတွက်ဘဝတွေအထက်အိမ်ပြန်ရမယ်နေတဲ့အတွက်မျော်လင့်တောင်းထထသမျှအိမ်မက်တွေကနေစီရက်ဆက်ကျွန်တော်တို့တူနေချင်တာပေါ့ကျွန်တော်တို့ချစ်တဲ့သူတွေနဲ့ဘသူကခွဲခွာခြင်းမှလဲကျွန်တော်တို့မွေးရမြန်မာပြည်နဲ့ရမတူညီနိုင်တဲ့အနာဂတ်တွေရဲ့ကြားမှာခြေဆုံးကံကမျောနေပါတဲ့အိမ်ပြန်ချိန်မှုချိန်စားတွေနဲ့ကျွန်တော်